Hello အားလုံးမင်္ဂလာပါကျမကတော့ English Language Teacher ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာရုံးမှာအသုံးဝင်တဲ့စကားလေးအချို့ကိုမျှဝေပေးချင်ပါတယ်စကားလုံးလေးတွေကိုအရင်ဆုံးမျှဝေပေးပါမယ် follow up သူ့အဓိပ္ပာယ်ကဆက်လက်လှုပ်ဆောင်သည် follow up previous ယခင်က previous conversation ဆွေးနွေးမှုစကားပြောမှု conversation စာကြောင်းလေးကိုမျှဝေပေးပါမယ် I'm writing to follow up on our previous conversation သူ့ရဲ့အဓိပ္ပာယ်ကယခင်ကဆွေးနွေးခဲ့တဲ့အကြောင်းအရာကိုဆက်လက်ပြီးတော့ဆွေးနွေးရန်ဒီစာကိုရေးလိုက်ပါတယ် Do you understand? I'm writing to follow up on our previous conversation. I'm writing to follow up on our previous conversation. Okay? Next sentence. Take. ဒီမှာ take ရဲ့အဓိပ္ပာယ်ကကိုင်တွယ်သည်ဖြည့်ရှင်းသည်ဆိုတဲ့အဓိပ္ပာယ် Take. Next one. Offline ရဲ့အဓိပ္ပာယ်ကဒီမှာသီးသန့်ပုဂ္ဂိုလ်ရေးရသီးသန့်ကိုပြောတာ offline. Let's take this offline. သူ့ရဲ့အဓိပ္ပာယ်ဒီကိစ္စကိုအခုနေရာမှာဆက်မပြောဘဲနောက်မှသီးသန့်ဆွေးနွေးရပါ Let's take this offline. Okay, bye bye. Have a nice day. See you next time.